ဟုတ်ကဲ့ဆရာပြောတယ်ဆရာကျောင်းကနေပြန်အများကြီးပြောတယ်ပေါ့နော်ပြန်လာပြီးဆိုရင်ကျောင်းမှာသမီးကျောင်းမှာစာသင်ရအဆင်ပြေလားဆိုရင်ပြေတယ်ဆရာတွေစာသင်လို့ရှိရင်တချို့စာသင်လာလို့ရှိရင်နားလဲလားဆိုနားလဲတယ်စာသင်လာလဲနားလဲတယ်နောက်ပြီးတော့တချို့တို့အဆင်ပြလို့ရှိရင်လည်းသမီးသဘောပေါက်လဲပေါ့နော်ပြီးရင်စာရလာမေးတော့လဲစာရတယ်သူ့ပြန်စစ်လို့ရှိရင်လည်းသူပြန်စာပြန်ရတဲ့ခါကျတော့အဲ့လိုရှင်နောက်ပြီးတော့ကျောင်းမှာဘယ်လိုပြောခဲ့လဲဆိုတော့ကျောင်းပေါ့နော်သမီးဒီနေ့ကျောင်းမှာစာသင်ရအဆင်ပြေလားပျော်လားမေးလို့ရှိရင်လည်းသူကပျော်တယ်ပေါ့နော်ကျောင်းမှာပျော်ခဲ့တယ်စာသင်ကလည်းအဆင်ပြေတယ်ပေါ့နော်တကယ်ရင်းနေတော့အဆင်ပြေလားမေးလို့တကယ်ချင်းအားလုံးအဆင်ပြေတယ်ဆိုတော့ပြန်ပြောတာပေါ့နော်အကျဉ်းတော့ရှိတယ်ဆရာဟုတ်ကဲ့ဆရာစာအပြင်သူကလေကွန်ပျူတာဘိုင်းတွေကွန်ပျူတာတွေသူကကင်တက်လာတယ်ကွန်ပျူတာတွေကင်တက်လာတယ်နောက်ပြီးတော့ social ဘိုင်းတွေလေဆရာသူကဒီ social ဘိုင်းတွေဆိုလို့ရှိရင်တော်တော်သိတာတိုးတက်လာတယ်ဘိုးတော်ကလူမှုဆက်ဆံရေးပေါင်းစပ်တအားဟိုတော့စိတ်ဝင်စားတဲ့ကလေးကအခုကျတော့လူမှုဆက်ဆံရေးလည်းကောင်းလာတယ်တကယ်ရည်တဲ့ဟို sharing နေရာမှာလည်းလေတအားတိုးတက်လာတယ်ဆရာအဲ့လေးတွေပေါ့နော်စာအပြင်အဲ့ဒါတိုးတက်လာတယ်သိတာတွေသိရတာပေါ့နော်ဟုတ်ကဲ့ခရောင်းဆရာခရောင်းကလေးကနည်းနည်းတကူဟောဆန်တယ်လို့ဖြစ်နေတယ်ပေါ့နော်နောက်ပြီးတော့ပစ္စည်းဆိုရင်သူမှသူပဲအဲ့လိုလေးရှိတယ်နောက်ပြီးတော့အင်္ဂလိပ်ဘိုင်းဆရာအင်္ဂလိပ်စကားတွေကကြတော့ကလေးကဟိုဘယ်လိုပြောမလဲဆိုတော့တချင်းလာအဲ့ဒါပဲသိတယ်ပေါ့နော်ဟိုတော့အင်္ဂလိပ်စပတ်သက်လာလို့ဆိုရင်ကလေးကတိတ်စိတ်မပါသလိုပါဆိုဖြစ်တယ်အပြောဆိုလည်းတိတ်မရှိဘူးအဲ့ဒါလေအားမရခဲ့ဘူးအခုနောက်ပိုင်းကျတော့ကလေးကအင်္ဂလိပ်လိုမျိုးပြောလာတယ်ပြင်3နှစ်ဆိုတဲ့အချိန်တည်းမှာကလေးကအင်္ဂလိပ်စကားကိုပြောတတ်ဆိုတတ်ပြီးတဲ့အပြင်တော့တလားထက်တလားပေါ့နော်ဆရာရဲ့တစ်နှစ်သူကအင်္ဂလိပ်စာပတ်သက်လာပြီးတော့သူနည်းနည်းလဲဝဲတဲ့ဖြစ်လာတယ်တော်လက်ဖြစ်လာတယ်နောက်ပြီးတော့သူကအခုနောက်ပိုင်းအင်္ဂလိပ်စာကိုဖတ်တတ်တဲ့အနေအထားထိရောက်လာတယ်ရေးတတ်တဲ့အနေအထားထိတော့ရောက်လာတဲ့ခါကျတော့တဖြည်းဖြည်းကိုယ့်ရဲ့ကလေးကိုအားရလာတာပေါ့နော်အဲ့လိုလေးရှိတယ်ဆရာထားမိတယ်ဆရာဘာလို့လဲဆိုတော့ဒီ project တွေလုပ်ပြီးတော့ကလေးကဒီသူတို့ဒါလုပ်တယ်ဆိုလို့ရှိရင်ဒါလိုမျိုးဖြစ်တယ်ဆိုတာသူကသိလာနောက်ပိုင်း market တွေသွားလို့ရှိရင်သူလိုတဲ့ပစ္စည်းသူပဲခိုင်းနေဆရာပဲခိုင်းလို့ရှိရင်ဘာပဲခိုင်းလဲဆိုတော့ A4 စာရွက်တွေပြီးလို့ရှိရင်ဒီတိတ်တွေပါတယ်ပေါ့နော်တိတ်တွေကကြီးတွေအဲ့ဒီဟာတွေကကြတော့ဘလောက်ပဲဝယ်ထားပေးလို့လားမရှိလို့ရှိရင်မြဲပြန်တောင်းတယ်ဘာလို့ဆိုအိမ်မှာဒီ A4 စာရွက်နဲ့ကိုသူ့ဟာသူအရုပ်လေးထည့်ပြီးတော့ကလာလေးတွေချဲပြီးလို့ရှိရင်သူ့ကိုထိုင်လုံးနေတာပြီးတော့ brain bar ပုံစံမျိုးဆိုပြီးတော့သူ့ထိုင်ထွင်နေတာပေါ့နော်အဲ့ဒါလေးကြည့်ပြီးတော့ကလေးကစိတ်ဝင်စားမှုရှိလာတယ်ဆိုတော့သိလာတယ်ဆရာဆရာရှိတယ်ဘရောအကြောင်းအိမ်စာပါလို့ရှိရင်လေမအေးဆိုတာမသိဘူးလေနော်မသိတဲ့ခါကျတော့အဆောင်အိမ်စာပါလားပါမသိဘူးသူမပြောဟိုတော့ငယ်လာလဲပါသေးတာပေါ့နော်မပြောကြောင်တော့မှဒီချိန်ကစာလုံးရမယ်ဆိုတဲ့အကြောင်းပေါ့နော်ပြောလာတော့မှမရေးမိဘူးဆိုတော့ပြောလာတယ်အခုနောက်ပိုင်းဆရာကျောင်းကနေပြီးတော့ပြန်လာချင်းဘာမှအရင်မလုပ်လွဲချရတယ်မေအိမ်စာပါတယ်ဆိုအဲ့ဒီအိမ်စာကိုသူလောက်တယ်ဆရာသူလောက်တယ်ပြီးလို့ရှိရင်သူနောက်ပြီးတော့အိမ်စာပြီးသွားမှသူလောက်စားစီရလို့သူပြန်ဆက်လုပ်တယ်ပေါ့နော်အဲ့ဒီကူကလုံးဝပြောမြအုံနောက်ပိုင်းကပြောစမလို့တော့သူသိစတဲ့တိုင်းနဲ့သူလှုပ်လာတယ်ပေါ့နော်ဆရာအဲ့ဒါလေးသူ့လေးဒီအခုခေတ်နီးပညာပေါ့နော် AI တို့နီးပညာတို့ပေါ့နော်အဲ့ဒီဟာလေးပြန်တိုးတက်စေချင်တယ်ဆရာအဲ့ဒါလေးတော့ဒီခေတ်နဲ့အညီပေါ့နော်ကလေးတွေတိုးတက်စေချင်တယ်ပေါ့နော်ဒီကဟိုဓမ္မလည်းစာအပြင်တခြားကဏ္ဍဆောင်လည်းသင်ထားရတယ်အများကြီးတွေ့ထားတယ်ဆရာရှိတဲ့အခါကျတော့ဒီအပြင်ဒီကွန်ပျူတာဘိုင်း AI နီးပညာတွေပေါ့နော်အဲ့ဒါလေးတိုးတက်စေချင်တယ်ဆရာဆရာအရန်ကောင်းတဲ့နီးပညာပေါ့ဆရာAI ဆိုတာကတော့ဟိုပြောမယ်နားလဲတဲ့သူတွေအတွက်ကတော့လွယ်တယ်မှနားမလဲတော့အရန်ခက်ခဲမိပြောင်းနေတယ်ပေါ့နော်ဒါကိုယ့်ကလေးကိုပြန်ကြောက်ပြမှုစားတော့ဆိုတော့ကလည်းမလွယ်ဘူးနောက်ပိုင်းနီးပညာဆရာဒါမှလည်းပြောရရင်ဒီအကြောင်းပြင်ကိုတခြား AI နီးပညာတော့ကလေးကိုသင်ဖို့အတွက်ကန်လန်းကြည့်ဘူးတယ်ဒါပေမဲ့အချိန်ကကွက်တိမကြဘူးမကြတော့ခကြစာတစ်ဖက်နဲ့ပြင်ဒီ AI နီးပညာတည်သန့်သင်ဖို့ကြတော့အချိန်လည်းကုန်လည်းငွေလည်းကုန်တယ်ပြင်တော့နီးပညာရတာပေါ့ဆရာဒါပေမဲ့အချိန်လည်းမပေးနိုင်ဘူးအချိန်ကမရအောင်ဆိုတော့ကျောင်းမှာ AI သင်မယ်ဆိုတော့အဆင်ပြေသွားတယ်ဆရာကွက်တိလည်းဖြစ်သွားတာပေါ့နော်ကလေးအတွက်လိုအပ်တဲ့အရာလေးကိုကျောင်းမှာဖြည့်ပြီးတယ်သင်ပြီးတဲ့ခါကျတော့အရန်ပီတီဖြစ်တယ်အဲ့ခါကျတော့မိဘအနေနဲ့အချိန်လည်းမကုန်တော့ငွေလည်းပို့ထပ်ပြီးတော့မကုန်တော့ဘူးပေါ့နော်အဲ့အတွက်အရန်ကျင်တတ်တယ်ဆရာဒါတော့ဘိုးတော်ကသမီးဒီကျောင်းတက်ခင်တော့ကတော့သူများကလေးတွေထူးချွန်တဲ့ကလေးတွေမြင်ပြီးတော့ကိုကအားကြနေရအနေထားပေါ့နော်အခုကျတော့ဒီကျောင်းပို့ပြီးနောက်ပိုင်းကိုသမီးကိုကြည့်ပြီးတော့ကိုပြန်ပြီးတော့သဘောကျတဲ့အနေထားထိရောက်လာတယ်ရှင်အရန်လဲကျဉ်တတ်တယ်ပေါ့နော်
မှန်းချက်ကတော့ဆရာဒီအမေရိကန်မှာကျောင်းထားတဲ့အထူကိုရည်မှန်းချက်ထားတယ်ဆရာဘာလို့လဲဆိုတော့သူ့သမီးအဖေကအဲ့ဒီကျောင်းမထားဘူးသမီးဖေရှိတဲ့နေရာမှာအကြောင်းထားဖို့ကြတော့ငယ်သေးတဲ့ခါကျတော့အဲ့ဒီကကာချာနဲ့ကာချာနဲ့အရန်ကိုကွာတဲ့ခါကျတော့အဲ့လိုလေသူရဲ့ရည်ချင်းမှုလေးတွေပေါ့နော်ပါလာမှာစိုးလို့ကလေးကဒီမှာအရင်ထားတာဆရာဒီမှာကအောက်တက်ကြည်ပြီးပေါ့နော်ဒီစာနဲ့ဒါ international school ဆိုတော့လေဟိုနဲ့ထိတ်ဆက်ထားတဲ့ခါကျတော့အဆင်ပြေတယ်ဆရာဒါမလို့သူ့ကိုဒီမှာအကြောင်းပြီးတဲ့ထိကိုထားပြီးတော့မှဒီသမီးဖေရှိတဲ့နေရာမှာအမေရိကန်ပြန်ထားဖို့စဉ်းစားထားတယ်ဆရာအကြံပြုချင်တာလေးဆရာဟိုကလေးကိုအဲ့ဒီနောက်ထပ်ပေါ့နော်အားကစားပိုင်းလေးကိုပေါ့နော်ထည့်စီချင်တာပေါ့နော်ဘာလို့ဆိုတော့ကလေးတွေကအခုကလေးတွေကဖုန်းတွေဘာတုံးများတဲ့ခါကျလှုပ်ရှားမှုတွေမရှိလာတဲ့ခါကျတော့လေဒီအားကစားပိုင်းတွေဟိုမှာကလေးမိန်းကလေးဆိုမှသဘောကျတာပေါ့နော်ချစ်တောင်ရိုက်တာတို့ဗောလီဘောအမျိုးလေးပေါ့နော်အဲ့ဒါလေးကစားလေးအားကစားနည်းလေးတွေပေါ့နော်ထည့်စီချင်တာပေါ့နော်နောက်တစ်ခုကဆရာနောက်တစ်ခုကဒါမိဘတွေကိုပြောချင်တာပေါ့နော်အကယ်၍က international school ချိန်ချင်တယ်ဆိုတော့ကလေးတွေကိုကျောင်းထားတချို့ကအမတို့ဆိုရင်ကျောင်းထားတာနောက်ကျတယ်9နှစ်မှထောက်တဲ့ခါကျတော့တအားနောက်ကျသွားတဲ့ခါကျတော့ဒီစာတွေကကျတော့ကလေးကသင်ရမယ့်စာကလွတ်သွားတယ်ပေါ့နော်အဲကြောင့်မလို့ကိုရောဖြစ်ခဲ့တဲ့လိုမျိုးပေါ့နော်နောက်မိဘတွေမဖြစ်ရအောင်ပေါ့နော်အကယ်၍ international school ချိန်မယ်ပေါ့ဒီကျောင်းအပ်မယ်ဆိုလို့ရှိရင်ဒီ3နှစ်4နှစ်အဲ့ဒီကစပြီးအစီချင်တယ်ဆရာအဲ့ဒါအကြံပေးချင်တာပေါ့နော်ကိုရောဖြစ်အမတို့ကလွတ်ခဲ့တဲ့ခါကျမှချားမိဘတွေမလွတ်စေချင်လို့အဲ့ခါကျလို့ရှိရင်အဲ့ဒီကလေးဒီ3နှစ်4နှစ်နဲ့အလုံး3နှစ်ပေါ့နော်3နှစ်4နှစ်နဲ့ဒီကျောင်းကိုစထားမယ်ဆိုရင်သူအခြေခံကိုင်းတဲ့အခြေခံတွေရလာလဲခကြရင်အသက်9နှစ်လေးနဲ့သူကပြီးဝရဖို့ရှိတာပေါ့နော်အခုအမတို့ကကြတော့နောက်ကျမှရောက်လာတဲ့ခကြတော့ကလေးကအတန်းနောက်ကျသွားလို့ခံစားအဲ့ဒါစောစောအစီချင်တယ်ပေါ့နော်အဲ့ဒီခုကနောက်ကျမှဆိုလို့